စုံမကြီးညာပေးသွားမယ့်နာမည်ကတော့နောက်တစ်ဆင့်ကိုတက်လှမ်းရမယ့်ပြိုင်ပွဲဝင်ရဲ့နာမည်ကိုကြီးညာပေးသွားမှာဖြစ်ပါတယ်ရှင်မြန်မာ Star Season တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု Elimination Show ဖြစ်ပါတယ်နောက်တစ်ဆင့်ကိုတက်လှမ်းသွားတဲ့ပြိုင်ပွဲဝင်ကတော့နောက်တစ်ဆင့်ကိုတက်လှမ်းသွားတဲ့ပြိုင်ပွဲဝင်ကတော့ Congratulations JK Sophia ဖြစ်ပါတယ်ရှင်ညီမလေးနန်းနီကတော့အနေရများတဲ့ red chair မှာစပြီးတော့ထိုင်ရပါတယ်ဒါပေမဲ့ညီမအမြဲတမ်း strong ဖြစ်ပြီးသားဆိုတော့အများကြီးတော့မပြောတော့ဘူးဒါပေမဲ့ဒီနေ့ကနည်းနည်းတော့ဟုတ်ကဲ့နောက်တစ်ဆင့်ကိုတက်လန်းသွားမဲ့ပြိုင်ပွဲဝင်ကိုကြီးညာပေးသွားမှာဖြစ်ပါတယ်မြန်မာ Star ဒီကနေ့တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု Elimination Show အခုဒုတိယမြောက်2ယောက်ပေါ့နော်ဒီနှစ်ဦးထဲမှာနောက်တစ်ဆင့်ကိုဆက်လက်တက်လန်းသွားနိုင်တဲ့သူကတော့ Congratulations ဝေပီးဖြစ်ပါတယ်ရှင်နောက်တစ်ဆင့်ကိုတက်လန်းသွားမဲ့ပြိုင်ပွဲဝင်ဇန်ဝေလီ Congratulations Molly နောက်တစ်ဆင့်ကိုလွတ်လွတ်ကျွတ်ကျွတ်တက်လန်းသွားနိုင်တဲ့ပြိုင်ပွဲဝင်ကတော့နောက်တစ်ဆင့်ကိုလွတ်လွတ်ကျွတ်ကျွတ်တက်လန်းသွားနိုင်တဲ့ပြိုင်ပွဲဝင်ကတော့ပြိုင်ပွဲဝင်မုံမြတ်ချေဖြစ်ပါရဲ့ရှင် Congratulations မောင်လေးစောမျိုးအနီအောင်ခုံလေးမှာဒီကနေ့တွေ့ထိုင်ရမှာဖြစ်ပါရဲ့ဒီမှာရှိရဲ့မောင်လေးတွေဒီမှာရှိတဲ့မောင်လေးညီမလေးကိုကြည့်လိုက်တယ်ဆိုလို့ရှိရင်ဒီမှာစောမျိုးဆိုလို့ရှိရင်လည်းနော်သူများတွေထွက်ပြီးဆိုရင်သူချောင်းမှာသွားပြီးငိုတဲ့ကလေးဒါပေမဲ့လောလောဆယ်သူတိတ်ကိုအန်နီရများတဲ့နေရာကိုကြာတော့ပြုံးပြုံးလေးသွားထိုင်ရှာတယ် fighting မှာအမပြောသလိုပဲဒိုင်သူကြီးမင်းတွေပြောထားသလိုပဲဒါစုမတို့ဘဝတစ်ခုလုံးရဲ့အဆုံးဖြတ်မဟုတ်ပါဘူးဒီထက်ကနေတစင်းစုမတို့ပညာရေးအများကြီးရတယ်အတွေ့အကြုံတွေအများကြီးရတယ်ပြည်သက်တွေကိုအများကြီးဖြောပြခွင့်ရခဲ့ပါတယ်